ပဲရတာပါပဲရတာနဲ့ဘူးရွက်ဟင်းကြိုချက်တာပါပဲရတာနဲ့ဘူးရွက်ချက်ရင်အရင်ဦးဆုံးပဲရတာရေစိုးတယ်ပေါ့နော်ရေစိုးတယ်ပဲရတာကိုစေ့ပြီးတော့ထည့်ပါတယ်ဒီပဲရတာဒီလိုကြေးလာပြီဆိုတော့ဒီလိုမျိုးလေးကြေးလာပြီဆိုတော့ကြက်သွင်းတီးထည့်တယ်စားဟင်းညုံမုံငရုတ်ကောင်းလေးနဲ့ထည့်တယ်စီနဲ့ထည့်ပါတယ်ဒီတော့ဆိုစီရတာအများကြီးမလို့ပေါ့နော်နည်းနည်းပဲစီလက်အဲ့လောက်ဆိုရပါတယ်ဒီတော့ကစီမလို့ပါဘူးဒါမဲ့နည်းနည်းမှုရအောင်တောက်ကောင်းလို့နည်းနည်းထည့်ပါတယ်ဒါတော့ပဲရတာပွက်ပြီးမှာနော်ပွက်ပြီးအကြီးခမ်းပြီဆိုရင်တော်လေးဒီတော့ဆိုတာရေကြက်လေးတောက်ကောင်းလေးပေါ့နော်ရေကြက်လေးတောက်ကောင်းဆိုတော့နည်းနည်းပွက်အောင်နည်းနည်းလေးခမ်းအောင်ထားလိုက်ပါတယ်ဘယ်လိုထားပြီးပြီဆိုဘူးရွက်အယိုးကိုအရင်ထည့်ပါမယ်အဲ့ဒါဘူးရွက်အယိုးပါဘူးရွက်အယိုးအရင်ထည့်လိုက်ပါမယ်ကလမလေးလို့ပူတာဘူးရွက်အယိုးဘူးရွက်ကတော့3စီး3ထားပါတယ်ဘူးရွက်ကတစ်စီး900ပါဒီလေးဘူးရွက်လေးနဲ့အောင်ထားလိုက်ပါနော်ဘူးရွက်လေးနဲ့မှဘူးရွက်မှာဘူးယိုးလေးနဲ့အောင်ထားလိုက်ပါဘူးယိုးမနှက်ခင်မှာဘူးရွက်ကိုရေးရအောင်စင်အောင်သဲတို့မှိုက်တယ်မပေါအောင်တခြားလေးဆေးပါနှစ်ထပ်3ထပ်လိုက်ဘူးယိုးလည်းထိုးနီး၎င်းပေါ့နော်ဘူးယိုးလည်းအဲ့လိုမျိုးနှစ်ထပ်3ထပ်လောက်သဲဖုံးမှိုက်မပေါအောင်ဆေးပါတယ်